Hello ဒီနေ့ရုံးရဲ့အလုပ်အားရက်လေးမှာတန်လင်လန်းထဲမှာရှိရဲ့ Kimpol House မှာကိုစုချမှာပဲဖြစ်ပါတယ်။ဒါကတော့ Kimpol House ရဲ့နေရာအသစ်လေးပေါ့နော်။ရောက်ပါပြီ။အဲ့တော့ရုံးဘာတွေစားမလဲဆိုတာလိုက်ကြည့်ပေးပါဦးနော်။ဆိုင်ရလေးနှစ်ထပ်ရှိတယ်။ဒါကတော့အောက်ထပ် area လေးပါ။စပွဲဝိုင်းနေလည်းအများကြီးရှိရဲ့နေရာလေးကလည်းတော်တော်လေးကျယ်အလင်းရောင်လေးလည်းကောင်းကောင်းရတယ်။အဲကွန်မကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်းအပြင်မှာအောက်တိုးနေရာလေးရှိပါသေးရဲ့။ဒီအောက်တိုးနေရာလေးမှာ AAC စကားပြောချင်တဲ့သူတွေအတွက်ဆိုရင်လည်းအရန်ကိုအဆင်ပြေပါတယ်။ဒါကတော့အပေါ်ဓာတ်ကိုတက်တဲ့လှေကားလေးပေါ့နော်။ဒီနေရာလေးကတော့ဓာတ်ပုံရိုက်လို့ရမ်းကောင်းတဲ့နေရာလေးပေါ့နော်။ပေါ်ဓာတ်မှာဆိုရင်လည်းစပွဲဝိုင်းနေလည်းအများကြီးရှိသလိုနေရာလေးကလည်းတော်တော်လေးကိုကျယ်ပါတယ်။နောက်ပြီးတော့တိတက်အခန်းလေးလည်းရှိပါသေးတယ်။မိသားစုတွေနဲ့ပဲဖြစ်ဖြစ်မွေးနေ့ပါတီကျင်းပချင်တာပဲဖြစ်ဖြစ်တိတက်အခန်းလေးလည်းရှိပါတယ်။အောက်ထပ်မှာလည်းတစ်ခန်းရှိပါသေးရဲ့ရှင်။ကဲ location လေးတွေလိုက်ပြပြီးဆိုတော့စားဖို့အတွက် menu လေးကြည့်ပြီးတော့မှားလိုက်ပါမယ်။ဒီမှာ2ယောက်စာဆက်ကနေ family set လည်းရှိရယ်။နောက်ပြီးတော့ကိုစားချင်တဲ့ဟင်းပွဲလေးတွေအသီးရွက်လေးတွေလည်းလိုသလိုထပ်မှာလို့ရပါတယ်။ရုံးကတငယ်ချင်းနဲ့2ယောက်လာဆို2ယောက်စာဆက်လေးမှာလိုက်တယ်။ဟင်းတွေကတော့ရွေးချယ်စရာ4မျိုးရှိပါတယ်။ရုံးကတော့တုံရမ်းကိုရွေးချယ်လိုက်ပါတယ်။အသားအနေနဲ့ကတော့ pork set ကိုရွေးလိုက်တယ်ပေါ့နော်။ဒါတော့2ယောက်စာဆက်လေးပေါ့။ဘာတွေပါလဲဆိုတော့ဝတ်သား3မျိုးပါတယ်။သူကထမင်းကြာဆန်ခောက်ဆွဲ3မျိုးရဲ့1မျိုးရွေးချယ်ရမယ်ဆိုတော့ခောက်ဆွဲလေးရွေးလိုက်တယ်။အသီးရွက်တစ်ပွဲပါပါတယ်။ကိုစားချင်တဲ့အသီးရွက်တွေအသားတွေကိုလည်းလိုသလောက်ထပ်မှာလို့ရပါသေးတယ်။ရုံးကတော့အမှုကြော်လေးစားချင်လို့အမှုကြော်လေးမှားထားလိုက်ပါတယ်။ကဲစပြီးတော့กินပါမယ်။အသားလွှာလေးရလေးပပလေးဆိုတော့ကြက်တာလည်းမြန်တယ်။ပုံစံကြည့်ရတော့စားလိုက်လို့ရှိရင်အီလေးဖြစ်မဲ့သဘောတော့မြင်နေရတယ်ပေါ့နော်။အဲ့တော့အမြင်နဲ့မဆုံးဖြတ်ဘဲနဲ့လက်တွေ့ပဲတကယ်စားပြီးဆုံးဖြတ်လိုက်ပါတယ်။ကဲသူ့ရဲ့မကြီးစော့လေးနဲ့တို့ပြီးစားလိုက်တဲ့အခါမှာတော့ဝါအသားရတကယ်ပါစက်ထဲရောက်တာနဲ့လေပြီးပျော်စင်းသွားတယ်အဲ့တော့အရေးလေးမြည်ကြည့်ပါဦးမယ်ဟင်းရည်လေးကရွာတုံရမ်းမာတာဆိုတော့အရေးကြီးလေးပေါ့နော်အခုလာချပေးတာတော့ mango and passion ဆိုရဲ့ mango နဲ့ပင်မဲ့ဖြော်ရည်လေးပဲဖြစ်ပါတယ်ဟင်းရည်လေးကလည်းအရန်တောက်လို့ကောင်းတယ်သိလားတုံရမ်းဆိုမှအချင်းဆူဆူကြီးမဟုတ်ဘူးအရန်ရတာရှိဒါကတော့သူတို့ရဲ့ signature ရှိတ်ထမင်းမှုလေးပါရှိတ်ဆိုတာဒီလိုမျိုးလေးမစားခင်အရင်ဆုံးရှိတ်ရတယ်ပေါ့နော်လက်မောင်းစီကြတာပေါ့ရှင်အားရပါရရှိတ်ပြီးသွားတဲ့အခါမှာတော့ထွက်လာတဲ့ပုံစံလေးရတော့ကြည့်ပေးပါဦးဘယ်လိုလေးဖြစ်သွားမလဲဆိုတော့ဒီမှာထမင်းလေးကတ်နေမှာဆိုလို့ဘူးခောက်ရသေးဝါကဲဒီမှာအားလုံးရှိတ်လိုက်တယ်ဆိုတော့နေတဲ့ပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်ရတာလေးမြည်ပါမယ်စပါအောင်ရှင်စားလိုက်တဲ့အခါမှာဒီထမင်းတုပ်လေးရဲ့အရသာဘယ်လိုပြောအောင်လဲပေါ့နော်ရုံးကဒီထမင်းတုပ်လေးကိုအမဲသားနဲ့မှာတာဆိုတော့အမဲသားရဲ့နူးညံ့မှုရဲ့သူ့ရဲ့မှာပါရိတ်ညှိတို့ကြက်ဥတို့ကင်ချီတို့ဒီငရုတ်သီးအနှစ်တို့ရဲ့အရသာပေါင်းစပ်မှုပါလေအရန်ပြည့်စုံတယ်ကွယ်မပြောတတ်ဘူးဒီတော့အရန်ကြိုက်သွားပြီအဲ့တော့နောက်တစ်စုံထပ်ပြီးတော့ဆွဲပါမယ်ရှင်ထမင်းတုပ်လေးတစ်စုံစားလိုက်အသားခင်လေးစားလိုက်အေးလေးတုံငုံတောက်လိုက်နဲ့အရန်အဆင်ပြေနေပါတယ်ဒါကတော့အသားခင်ရဲ့ပါလာမှုပြတာပါနောက်တစ်ခုဒီအသားခင်နဲ့တွဲစားတဲ့မကြီးစော့လေးရလဲလေအရန်လိုက်ဖက်တယ်သိလားလုံးဝဒီအသားခင်နဲ့တို့လိုက်တဲ့အခါမှာလေမသွားဘဲနဲ့အသားခင်ရဲ့အရသာကပို့ပြီးပေါ်လင်စေတယ်ပေါ့နော်ဘေးကဝန်ထမ်းကလေးလေးရလဲလေတောက်လျှောက်ရုံးကိုกินပေးတယ်စားဖို့လည်းအရန်ကောင်းပါတယ်ဒါကတော့အမှုကျော်လေးအမှုကျော်ဆိုလဲ plain ပဲမဟုတ်ဘဲနဲ့သူ့ပေါ်မှာ flavor တစ်မျိုးလေးဖြူးပေးတာရပေါ့နော်အဲ့တော့ပို့ပြီးတော့အရသာရှိပါတယ်ချွတ်မွမွလေးနဲ့စားလို့ရမ်းကောင်းပါတယ်ဒီနေ့ကတော့ဒေါ်ရွှေရုံးတယောက်ကိုအပြတ်ဆုချနေတာပေါ့နော်စားပြီးရဲ့အခါမှာ Kimpol House ဆိုတဲ့ logo လေးအောက်မှာအမှတ်တရဓာတ်ဖမ်းခဲ့ပါသေးတယ်ဒီကဝန်ထမ်းကလေးလေးနဲ့လည်းအတူအမှတ်တရဓာတ်ပုံတွေ့ရိုက်ပေးခဲ့ပါသေးရဲ့ရှင်ရုံးရဲ့ဗီဒီယိုလေးကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်